နေအောင်ကပူတယ်ဒါပေမဲ့အာနာရှင်ကိုတွန်းလှန်နေတဲ့လူတို့ရဲ့စိတ်ဓာတ်ကပိုပူတယ် ဟုတ်တယ်အာနာရှင်တွေရဲ့တမိုင်းကိုကြည့်လူတွေမကြောက်တော့တဲ့နေ့အဲ့နေ့ကအာနာရှင်တွေရဲ့နောက်ဆုံးနေ့ပဲ ကျွန်တော်တို့လက်ထဲမှာလက်နက်မစုံတဘူးဒါပေမဲ့စိတ်ဓာတ်ရှိတယ်အတန်ရှိတယ်နီးပညာရှိတယ်တချို့ကမေးတယ်ဘနိုင်မလားမလို့မေးကျင်တယ်နဲ့ဘပေါင်းစုံကမတိုက်ရင်ကြာမယ်အချင်းချင်းညီညွတ်အောင်နေဒါဆိုနိုင်ပြီဒီရေလိုပဲတဖြည်းဖြည်းဒါပေမဲ့မရက်ဘူး ဟာ မရက်ရင်ဘယ်အရာမဆိုပြောင်းလဲနိုင်တယ်နေတိုင်းလုံနိုင်တာလုံ post တစ်ခုဗီဒီယိုတစ်ခုအတန်တစ်ခုအဲ့ဒါတွေကအားလုံးကိုပြောင်းလဲစေနိုင်တယ်အာနာရှင်တွေအဆုံးသတ်တာဘယ်လိုလဲသိလားသူတို့လူတွေကိုကြောက်စေခြင်းတယ် အိုး ဒါပေမဲ့နောက်ဆုံးမှာသူတို့ကိုယ်တိုင်လူတွေကိုကြောက်လာတယ်ဒီနေ့အသေးစားလို့ထင်ရတဲ့အလုပ်ရက်တွေမနှက်ဖြန်မှာတမိုင်းဖြစ်သွားမယ်ငါတို့တမိုင်းနဲ့လှဖို့လိုတယ်မရက်ဘူးမလျှော့ဘူးမရှုံးဘူးအမှန်တရားဘက်မှာရက်တည်နေသူတွေနာနောက်ဆုံးမှာအမြဲနိုင်တယ်